အလွတ်လို့ဖို့စားပွဲမှာထိုက်လိုက်ပေမဲ့အာယုံကတခြားကိုရောက်သွားတာမျိုးကြုံဖူးကြတယ်မလားတကယ်တော့အပြည့်အဝအာယုံစူးစိုက်နိုင်တဲ့ flow state ဆိုတာအချိန်တိုင်းရဲ့အလိုလိုရောက်လာမယ့်အရာမဟုတ်ပါဘူးတမင်တကာကိုရည်ရွယ်ချက်ရှိနဲ့စနစ်တကျတိဆောက်ယူရတဲ့အရာပါကဲဒီတော့ဒီကနေ့လေ့လာရမယ့်ရှင်းလင်းတင်ပြချက်မှာအာယုံစူးစိုက်မှုကိုဘယ်လိုတိဆောက်မလဲဆိုတာကိုအတူတူလေ့လာကြည့်လိုက်ကြရအောင်ဒီနေ့အဓိကလေ့လာမယ့်အပိုင်း၅ပိုင်းကတော့လွယ်ကူတဲ့အာယုံစိုက်မှုအယူဆောင်မှာနောက်လုံးမိအရာဖြန့်ချက်သွင်းမှုအချိန်မက်ဆက်နဲ့ကိုယ်ပိုင်ဖြူဟာကိုပြင်ဆင်ခြင်းတို့ပဲဖြစ်ပါတယ်အပိုင်းတစ်အနေနဲ့အလွယ်တကူအာယုံစူးစိုက်နိုင်တဲ့ဆိုရဲအယူဆမှာကိုအရင်ဆုံးကြည့်ကြရအောင်တကယ်ပါပဲအလွတ်လွတ်ဖို့ထိုင်လိုက်ပေမဲ့စိတ်ကဘာလို့ဟိုရောက်ဒီရောက်ဖြစ်နေရတာလဲဖုန်းကိုကောက်ကင်လိုက်မိတာမျိုးမဆိုင်တဲ့အတွေးတွေဝင်လာတာမျိုးကတကယ့်ကိုစိတ်ပစ်စရာကောင်းတဲ့ပြဿနာတစ်ခုပါပဲစိတ်ပိုင်းဖြတ်ထားပေမဲ့လက်တွေမှာလန်းလွဲသွားတာဘာကြောင့်များဒီလိုဖြစ်နေရတာလဲအဖြေကတော့အပြည့်ဝအာယုံစူးစိုက်နိုင်တဲ့စိတ်ချီနီတစ်ခုကိုရောက်ဖို့ဆိုတာတကယ်ကိုရွှေ့တူးရတယ်လို့မျိုးခက်ခဲလို့ပါပဲအပေါ်ရန်လှုပ်ချင်ကင်ချင်စိတ်လေးတွေမြင်နေရပေမဲ့တကယ်အာယုံစူးစိုက်မှုအစစ်အမှန်ဆိုလေရွှေကမြေကြီးအောင်အတော်နက်နက်မှမြုပ်နေတတ်လို့ပါစဉ်းစားကြည့်ပါတောင်အာဖရိကကကမ္ဘာအနက်ဆုံးရွှေတွင်းတွေဆိုရင်မြေကြီးအောင်2မိုင်ကျော်လောက်အထိအတော်ပေါ်နဲ့တင်လေရွှေလိုချင်ရဲ့မြေကြီးလေးကြောက်တုံးတွေကိုအရင်ဆုံးအပင်ပန်းခံဖယ်ရှားရတာပါပဲအဲ့ဒီလိုပဲပေါ့ကျွန်တော်တို့ရဲ့ဦးနှောက်ထဲကမလိုအပ်တဲ့အတွေ့အမိုက်တွေကိုအရင်ရှင်းထုတ်ပြရတဲ့အလုပ်ကိုမဖြစ်မနေလုပ်ပေးဖို့လိုအပ်ပါတယ်အပိုင်းနဲ့အညီနဲ့အဆင့်တစ်ဖြစ်တဲ့နောက်လုံးမြေရရဲ့အကြောင်းဆက်ကြည့်ကြရအောင်ဒီလုပ်ငန်းစဉ်အဆင့်3ဆင့်ကိုခြုံကြည့်လိုက်ရင်အဆင့်1ဆိုတာမြေကြီးတွေကိုစတူးဖို့လိုအပ်တဲ့ခိုင်မာတဲ့ကောပြတဲ့လက်ပါပဲအလုပ်တစ်ခုစလုပ်ဖို့အတွက်တိကျတဲ့အစီအစဉ်တစ်ခုရှိနေရမှာပါပဲဒီနေရာမှာ very next action လို့ခေါ်တဲ့အနည်းဆက်ဆုံးဆက်လုပ်ရမယ့်လုပ်ငန်းစဉ်ဆိုတာအတော်လေးအရေးကြီးပါတယ်။စာတန်းရေးမဲ့ဆိုတာမျိုးကအရန်ကျေပြက်လွန်းတော့ဘယ်ကဆက်ရမှန်းမသိပဲအချိန်ဆွဲနေမိတတ်ပါတယ်။ဒါပေမဲ့အတိအကျရှင်းလင်းတဲ့လုပ်ဆောင်ချက်တစ်ခုရှိနေပြီဆိုရင်တော့ဘာဆက်လုပ်ရမယ်ဆိုတာလင်ကနေဖိသွားမှသိချပါတယ်။ဒါအောင်ရှာတွေ့ဖို့9မိနစ်ကြိုတင်ပြင်ဆင်ခြင်းလေ့ကျင့်ခန်းလေးလုပ်ကြည့်လို့ရပါတယ်။အလုပ်ကြီးတစ်ခုလုံးကိုအပိုင်းလေးတွေခွဲထုတ်လိုက်ပါကြားမဲ့အချင်းကိုခန့်မှန်းပါဥပမာဗီဒီယိုစခရစ်တစ်ခုလုံးကိုထိုင်ကြည့်ပြီးစိတ်ညစ်နေမယ့်အစားပထမဆုံးနေ့တန်းပိုင်းလေးကိုပဲမူကြမ်းစာရေးမယ်ဆိုပြီးခွဲထုတ်လိုက်တာမျိုးပေါ့ဒါအကောင်းဆုံးစာတင်ချိန်မှာပဲအပိုင်း3နဲ့အညီနဲ့အစနစ်ချစ်တဲ့ဖြန့်ချက်တွေ့တော်ခြင်းအကြောင်းကိုဆက်သွားမှာမယ်အခုဆိုရင်ကျွန်တော်တို့လုပ်ငန်းစဉ်ရဲ့အလဲဘဟုကိုရောက်နေပါပြီတခါလေကျရင်ဘာလို့ရမလဲသိနေပေမဲ့စိတ်ကအာယုံစိုက်ဖို့အစင်တမခစ်တည်တာမျိုးကြုံဘူးတယ်မလားဒါအရန်ကိုတဘာဝကြပါတယ်ဒီလိုအချိန်မှာဦးနောက်ကရှုပ်ထွေးတဲ့အသွေးတွေကိုဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာနားလည်ဖို့လိုလာပါပြီဒီလိုပါပညာရှင်တွေရဲ့အဆိုအရဦးနောက်မှာတွေးတောတဲ့ပင်စဲ2မျိုးရှိပါတယ် focus mode ဆိုတာကယူတိကျကျအာယုံစိုက်ဖြည့်ရှင်းတာပါခေါင်းထဲမှာပင်မော့ကစားနေတယ်လို့စိတ်ကူးကြည့်လိုက်ရင်ဘောလုံးလေးကနေရာချင်းချင်းလေးမှာပဲလှုပ်ရှားနေတာပေါ့ဒီ fuse mode ကြတော့စိတ်ကိုအနာပေးရင်ဖန်တီးမှုအသစ်တွေချိတ်ဆက်တာပါပင်မောကွင်းကအထားစီးတွေကျဲသွားတော့ဘောလုံးကလွတ်လွတ်လပ်လပ်ပြန့်ကျဲစီးဆင်းသွားနိုင်တာမျိုးပေါ့ဒါဟာတကယ်ကိုထူးခြားတဲ့ဖြစ်စဉ်တစ်ခုပါကဲဒီလိုလွတ်လပ်ကျဖြန့်ချက်တွေးတော့တဲ့အချိန်လေးကိုဘယ်လိုရောက်အောင်လုပ်ကြမလဲလွယ်ပါတယ်မိနစ်20လောက်လမ်းလျှောက်တာခဏလောက်တရေးအိတ်တာဒါမှမဟုတ်အိတ်တန်းရှင်းရဲ့အပေါ်စားလေးတွေလှုပ်လိုက်တာမျိုးပေါ့ဒီလိုလှုပ်လိုက်ခြင်းအပြင်ဦးနောက်ကနောက်ွယ်မှာအတွေးတွေကိုသူ့အလိုလိုအကောင်းဆုံးပုံဖော်ချိတ်ဆက်ပေးတော့ပါလိမ့်မယ်အပိုင်း၄အနေနဲ့အဆင့်3ခေတ်တဲ့အချိန်မဆက်အကြောင်းကိုရောက်လာပါပြီကဲဒီနောက်ဆုံးအဆင့်မှာတော့စောပိုင်းကပြန်ဆင်ထားရတဲ့အားလုံးကိုစူပေါင်းပြီးမြေကြီးကိုတကယ်စတူးပါတော့မယ်အစီအစဉ်လဲဆွဲပြီးဦးနောက်လည်းအထင်ထစ်ပြီးဆိုတော့အချိန်မဆက်ကိုတုံးပြီးလက်တွေ့အကောင့်ထဲဖော်ဖို့ပဲကြံပါတော့တယ်နာမည်ကျော်စာရေးဆရာကြီး William Faulkner ပြောဖူးတဲ့စကားလေးတစ်ခုရှိပါတယ်ကျွန်တော်ကစိတ်ကူးညံကွင်းမျိုးမှသာစာရေးပါတယ်ကံကောင်းတာကနေ့တိုင်းမနက်9:00နာရီတိတိမှအဲ့ဒီစိတ်ကူးညံနေရောက်လာတာပါပဲတဲ့မှတ်သားဆရာပါပဲကျွမ်းကျင်သူတွေကစိတ်ကူးပေါ်လာမဲ့အချိန်ကိုထိုင်ဆောင်မနေပါဘူးအဲ့ဒီစိတ်ကူးတွေထွက်လာအောင်စနစ်တကျတိဆောက်ယူကြတော့ပါဒီအတွက်နာမည်ကြီး Pomodoro technique တဲ့25မိနစ်စီမင်းကိုသုံးကြည့်ပါငါ25မိနစ်လောက်ပဲအားလုံးစိုက်ပြီးလုပ်မယ်လို့ဆုံးဖြတ်လိုက်တာဟာဦးနောက်ရဲ့ငင်းဆက်နေမှုကိုအလွယ်တကူချော်လွှားနိုင်စီပါတယ်25မိနစ်ဆိုလားတိတ်မများဘူးလေဆိုပြီးစိတ်ကိုအလုတ်လုတ်ဖို့ဆွဲခေါ်လိုက်တာပါပဲဒါပေမဲ့လက်ခံရခက်တဲ့အမှန်လားတစ်ခုတော့ရှိတယ်နော်ပထမ10မိနစ်15မိနစ်လောက်ကတော့တော်တော်လေးကိုရုန်းကန်ရတယ်ပါလေစိတ်ကဟိုရောက်ဒီလောက်နေပေါ့ဒါပေမဲ့အဲ့ဒီအချိန်လေးကိုပဲအန်ဂျစ်ပြီးကြော်လုံးအောင်လုပ်လိုက်ပါနောက်ဆုံးမှအပြည့်အဝအာယုံစူးစိုက်နိုင်တဲ့တကယ်ရွှေစစ်စစ်ကိုတွေ့တော့ပါလိမ့်မယ်ဒါမဖြစ်မနေပေးဆက်ရမယ့်အချိန်ရင်းနေပါပဲဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုက
အချိန်မဖို့ digital နိုင်ရီထက်အတန်မမီတဲ့ရှီယိုရာသဲနိုင်ကပိုကောင်းနေတာမှာပဲဘာလို့လဲဆိုတော့အာယုံစူးစိုက်မှုအထုအထိတ်ရောက်နေချိန်မှာအတန်ကျဲကြီးနဲ့အချက်ပေးလိုက်ရင်လက်နိုးသွားတယ်လို့ဖြစ်တတ်လို့ပါသဲနိုင်ကတော့အဲ့ဒီလိုအနောက်ရှက်မပေးတဲ့အတွက်ရွှေတွေးချိန်မှာဆက်တူးသွားလို့ရတာပေါ့ အပိုင်း9အနေနဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့ view ဟာကိုမိမိနဲ့ကိုက်ညီအောင်ပြင်ဆင်ခြင်းကိုစက်ကြည့်ကြရအောင် အရေးကြီးဆုံးအချက်ကတော့လူတိုင်းရဲ့ဦးနှောင်နဲ့အလုံးလုံးပုံတွေကဘလုံးမတပုံစံนี้မတူညီဘူးဆိုတာပါပဲကိုယ့်အတွက်ဘာကအတားအဆီးထက်နေလဲဆိုတာတေချာချဖွေဖို့လိုပါရဲ့ဥပမာစာရေးဖို့ခက်နေအချောသက်ရေးမဲ့စာရွေးလွတ်ပုံမှာခေါင်းနဲ့ရှိသမျှအကျန်းချရေးလိုက်တာမျိုးပေါ့ဒါဟာကိုယ့်ရဲ့အတားအဆီးကိုပြောင်းလဲပင်လဲကြော်လာလိုက်တာပါပဲနောက်ဆုံးအနေနဲ့ဒီကြားလေးကိုကြည့်လိုက်ရင်ကိုယ်ပိုင်ပြဿနာဖြေရှင်းနိုင်စွမ်းတိုးတက်ဖို့ဆိုရင်ဘာသာရပ်တွေကိုလေးလာတဲ့အခါမှာလက်တွေ့အသုံးချပြီးကက်တက်ကြွကြွလေးလာဖို့လိုပါတယ်တင်ချာတက်ပန်းစာရာတွေကိုစောက်ဖတ်ယုံတင်မဟုတ်ပဲပဟိလီတွေဖြည့်ရှင်းတာလက်တွေ့လို့ဆောင်တာတွေကဦးနောက်ရဲ့အတားအဆီးတွေကိုကြော်လွှားနိုင်စွမ်းကိုပိုကောင်းလာစေပါတယ် ကဲညီကုန်းချုပ်အနေနဲ့မေခွန်းတစ်ခုလောက်မေးချင်ပါတယ်လက်ရှိမှာမိမိလုပ်ချင်တဲ့အလုပ်နဲ့အဲ့ဒီအောင်မြင်မှုဆိုတဲ့ရွှေကြားမှာဘလို့မမြင်ရတဲ့အတားအဆီးတွေပိတ်ဆို့နေပါသလဲကိုပိုင်အာယုံပြန်လို့မှုတွေကိုရှာဖွေဖော်ထုတ်ပြီးဒီငနေ့ရှင်းလင်းတင်ပြချက်မှာလေ့လာခဲ့တဲ့ကော်ပြကိုသုံးလို့ကိုယ့်ရဲ့အာယုံစုစိုက်မှုကိုအခုပဲစတင်တူးဖော်လိုက်ကြပါစို့